အရဟံအစာဘဂဝါအစုံကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားအစဉ်အနှံ့နှင့်ပြည့်စုံသောဤမာလာရေစဉ်ကိုမြတ်စွာဘုရားထံကပ်လူပူဇော်ပါမည်အရှင်ဘုရားဘဝဟောင်းများစွာကတော်ဆက်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်းများနှင့်တကွပဋ္ဌာန်းဆက်ရှိခဲ့ဘူးသောဆွေတော်မျိုးတော်အပေါင်းမမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အားကျွန်ုပ်မှာအပြစ်များရှိပါကကြည်ဤပေးပါကြည်နှက်ပေးပါခွင့်လွှတ်ပေးပါတင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှနေ၍မြတ်စွာဘုရားရှင်အားဤမာလာရေစဉ်ဖြင့်ကလူပူဇော်ပါသည်ဖုံးတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကောတော်အနန္တမေတ္တာတော်အနန္တသစ္စာတော်အနန္တပါရမီတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောတတော်ထင်ရှားအရှင်မြတ်စွာဘုရားအားဩတိတရီမှတ်တမှုပြု၍ကျွန်ုပ်ကိုစောက်ရှောက်သောကိုဆောင်နှင့်ကျွန်ုပ်ကိုစောက်ရှောက်သောအဆောက်ရှောက်များနှင့်တကွဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပေါင်းမမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွတိုင်နှန်းရှင်အားလုံးတို့အားရည်စူး၍၎င်းတို့နှင့်ပေါင်းစု၍၎င်းတို့နှင့်အတူတကွဤမာလာရေစဉ်ကိုအရှင်မြတ်စွာဘုရားထံတရားကြည်ပြုစွာဖြင့်မွန်မြတ်တန်စင်စွာကလူပူဇော်ပါ၏အလူခံတော်မူပါအရှင်ဘုရားအလူခံတော်မူပါအရှင်ဘုရားအလူခံတော်မူပါအရှင်ဘုရား